အားလုံးမင်္ဂလာပါဗျကိုတိုက်ဖြစ်ပါတယ်ဒီနေ့မိတ်ဆွေများကိုအတိတ်ဘဝကဖူးစာရှင်ကိုပြန်ရှာလို့ရတဲ့နည်းတစ်ခုမရပေးမှာဖြစ်ပါတယ်အဲ့တော့အတိတ်ဘဝကဖူးစာရှင်မဖြစ်ဖြစ်ဒီဘဝဖူးစာရှင်မဖြစ်ဖြစ်ကျွန်တော်တို့ပြန်ရှာလို့ရပါတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ငငယ်တုန်းကဆန်းသလိုကျဲဥခဏလုံးစားတို့စားနဲ့ပြုတ်တို့12နိုင်ထိုးလို့ရှိရင်အပြင်ထွက်စာမှန်ကြည့်ပပညာတို့အဲ့လိုမဟုတ်ပါဘူးအဲ့ဒါလေးကကျွန်တော်လုံးလို့လဲလောကကိုင်းနဲ့လဲဇရာရှုပ်သလိုအဲ့ဒါလေးကဖြစ်ဖို့ရာခိုင်နှုန်းလဲနဲသလိုကြောက်စရာလဲကောင်းပါတယ်အခုကျွန်တော်ပြောမယ့်နီးလေးကတော့လုံးဝအဲ့ဒီနီးမဟုတ်ပါဘူးအရန်လွယ်ကူပြီးအရန်ထိရောက်တဲ့နီးဖြစ်ပါတယ်အခုကျွန်တော်ပြောမယ့်နီးကြတော့သူကအိမ်မက်ထဲမှာပေါ့နော်လာပြီးစီပြတဲ့အိမ်မက်ထဲမှာလာပေါ်တဲ့နီးတစ်ခုဖြစ်ပါတယ်အရန်လွယ်တယ်အားလုံးလုပ်လို့ရပါတယ်အထူးသဖြင့်ကျွန်တော်ကိုခလေးလေးလာမေးထားတာများပါတယ်ခလေးလေးဆယ်ကျော်တက်လေးညီငယ်လေးတွေလာပြီးမေးကြတယ်ပေါ့နော်ဆရာကျွန်တော်တို့ရဲ့ဖူးစာရှင်ကျွန်တော်တို့ရဲ့တိတ်ဘဝဖူးစာရှင်အဲ့လိုမျိုးကိုရှာလို့ရလားတွေ့လို့ရလားအဲ့လိုမျိုးရှာကြည့်လို့ရလားဆိုပြီးတချို့လာမေးကြတယ်အဲ့တော့ရှာလို့ရတဲ့နည်းတွေအများကြီးကျွန်တော်တွေ့ထားတယ်အဲ့တော့တွေ့ထားတဲ့မှာမိတ်ဆွေများလုပ်လို့ရမယ်အလွယ်ကူဆုံးနည်းလေးတစ်ခုကိုကျွန်တော်လာပြီးမြောက်ပေးမှာဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့မက်ထဲမှာပေါ်အောင်လောက်ရမှာဆိုတော့ကျွန်တော်တို့အချိန်အပြည့်ညဘက်လောက်ရမှာညဘက်ကျွန်တော်ဖုန်းတွေသုံးမယ်အားလုံးပြီးပြီဆိုတော့ကြာမှလုပ်မယ်နော်အဲ့ရတဲ့ဝင်ပြီးဖုန်းကိုချလိုက်ပြီးအဲ့တော့ဖုန်းလုံးဝမသုံးတော့ဘူးအဲ့ချိန်နေပြီးအဲ့ခါနီးလောက်မှာဖြစ်ပါတယ်အဲ့ခါနီးမှာဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့တွေစော့ပင်အစိမ်းလေးပေါ့စော့ပင်အစိမ်းလဲရတယ်ကျွန်တော်တို့အစိမ်းဖြစ်ပြီးတာပဲအဲ့တော့စော့ပင်အစိမ်းနဲ့ကျွန်တော်တို့ရဲ့ခေါင်းပေါ့နော်ကျွန်တော်ရဲ့ခေါင်းကိုကျွန်တော်တွေ9000ကျဲအဲ့တော့ကျွန်တော်တို့အိတ်တဲ့ခေါင်းအောင်ပေါ့နော်ကျွန်တော်အိတ်တဲ့ခေါင်းအောင်ကို9000ကျဲလေးတစ်လုံးကိုဆွဲလိုက်မယ်9000ကျဲတစ်လုံးကိုဆွဲမယ်အဲ့တော့တချို့ကလည်းရှိတယ်ခေါင်းမှာအဲ့လိုမျိုးကျဲကြီးပိတ်သွားမှမကြိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေပိတ်ဆက်တစ်ဆက်ပေါ်မှာအဲ့ကျဲလေးကိုဆွဲပြီးတော့အဲ့ခေါင်းမှာတင်မယ်အဲ့လိုမဟုတ်ဆိုလို့ရှိရင်လည်းစာရွက်တစ်ရက်ပေါ်မှာ9000ကျဲလေးကိုဆွဲပြီးတော့အဲ့ခေါင်းပေါ်မှာတင်မယ်ဒါမှမဟုတ်လည်းပဲကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာဒီပေါ့နော်လက်ညှိုးလေးနဲ့ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ဒီခေါင်းပုံလေးမှာအသာလေးအဲ့9000ပုံစံခြေလေးဆွဲလိုက်လို့ရတယ်လက်ညှိုးနဲ့ပဲဆိုတော့ကျွန်တော်တို့မထင်းဘူးပေါ့နော်ကျွန်တော်ပြောမဆိုရင်ဒီလက်ကလည်းဆွဲတယ်စိတ်ကလည်းဆွဲတယ်ပုံစံမျိုးဖြစ်သွားမှာပေါ့နော်အဲ့ဒီနေ့ကမိတ်ဆွေများကြိုက်တဲ့နီးကိုသုံးလို့ရတယ်ကျွန်တော်ကတော့မိတ်ဆွေများကိုအလွယ်ကူဆုံးလေးဖြစ်အောင်ဘာကြီးရလဲမမြောင်းဆိုကျွန်တော်မိတ်ဆွေများအဲ့တော့ကိုအဲ့ခါနီးလုံးဝအဲ့ချိန်နဲ့အချိန်ဒီမှာတေချာလေးထိုင်လိုက်မယ်ထိုင်လိုက်ပြီးတော့ဝင်လင်ထွက်လေးကိုတေချာလေးရှူမယ်ရှူပြီးခုနှစ်ခေါက်လောက်ပေါ့နော်ဝင်နေထွက်တယ်ရှည်လေးပေါ့တေချာလေးရှည်လေးဆွဲလေးကိုခုနှစ်ခေါက်လောက်ရှူပြီးတော့အဲ့တော့ကိုယ့်ရဲ့ညာတိုင်ညာနဲ့ဆွဲမယ်ဘဲတိုင်ဘဲနဲ့ဆွဲမယ်ပေါ့နော်ခေါင်းလေးပေါ်မှာဒီပေါ့နော်ခေါင်းလေးကိုထိပြီးတော့9000ကျယ်လေးကိုဆွဲလိုက်ပါအဲ့တော့လက်ညှိုးနဲ့ဆွဲတာဆိုတော့စတိပေါ့ဗျာနော်အဲ့လိုမျိုးဆွဲလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့အဲ့ခေါင်းပေါ်မှာအဲ့မဆိုရင်မက်ဆီမာကျွန်တော်တို့ငငယ်တုန်းကဆော့တဲ့အတိုင်းပဲလက်ညှိုးနဲ့လက်ခလဲနဲ့ကိုပူးလိုက်မယ်ကျွန်တော်ငငယ်တုန်းကဆော့ဘူးတယ်မလားလက်ညှိုးနဲ့လက်ခလဲနဲ့ပူးရတယ်တငယ်ချင်းကအသားလေးဖိလိုက်ရင်ပြန်ခင်တယ်အဲ့ဂျားလေးကိုဖြတ်လိုက်ရင်ပြန်မခင်တော့ဘူးဆိုပြီးကျွန်တော်မက်ဆီမာလည်းငငယ်တုန်းကဆော့ဘူးမှာပါအဲ့တော့အဲ့ပုံစံလေးအဲ့ပုံစံတိုင်းပဲလက်ညှိုးနဲ့လက်ခလဲလေးကိုထိပြီးတော့ဗောနော်ကျွန်တော်တို့ရဲ့မျက်ခုံးနှစ်ခုဂျားလေးကိုအသားလေးထိထားမှာဖြစ်ပါတယ်အဲ့ဒါလေးကို9မိနစ်ပဲထိထားပါ9မိနစ်ပဲထိထားနော်9မိနစ်ပဲထိထားပြီးတော့ကျွန်တော်တို့ကဘာလေးစုတောင်းရမလဲဆိုတော့ငါရဲ့ဖူးစာရှင်အတိတ်ဘဝဖူးစာရှင်အိမ်မက်ထဲမှာဝင်လာပါသေးအိမ်မက်မှတ်ပါသေးဆိုပြီးဒါမျိုးလေးကိုခုနှစ်ခေါက်ပြောယုံပဲအဲ့လိုပြောပြီးတော့အိတ်လိုက်ပါတော့အဲ့လိုပြောပြီးဆိုကြမှာကျွန်တော်ထသွားတာမျိုးလေးကျွန်တော်တွေတခုရေးထားတောက်တာတွေတခုအလုပ်ထလုပ်တာလေးဖုန်းထသုံးတာတွေအားထသုံးတာတွေဘာမှလုပ်လို့မရတော့ပါဘူးအဲ့လိုလုပ်ပြီးတာနဲ့တခါတည်းတန်းအိတ်လိုက်ပါတော့ဗောနော်အဲ့တိုင်းလေးကိုကျွန်တော်9ရက်တိလုပ်ပေးမှာဖြစ်ပါတယ်9ရက်အတွင်းမှာပဲကျွန်တော်တို့ကထူးခြားစွာပဲအိမ်မက်ကျွန်တော်လာပြီးတော့စီပြီးအိမ်မက်ပြပါတယ်အဲ့တော့ကျွန်တော်တို့အိမ်မက်ကဘလို့အိမ်မက်ဆိုလို့ရှိရင်ဖူးစာရှင်ဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ကမိန်းကလေးတယောက်သူမှကောင်းလေးလုပ်လို့ဆိုရင်ကျွန်တော်မိန်းကလေးပေါ့လေမိန်းကလေးလုပ်ဆိုလို့ရှိရင်ကောင်းလေးပေါ့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့မိန်းကလေးတယောက်ကိုအဲ့တော့မြင်တွေ့မိတာမျိုးအဲ့တော့မိန်းကလေးတယောက်လမ်းခေါ်နေတာမျိုးမိန်းကလေးတယောက်ကကျွန်တော်တို့လမ်းခေါ်တာမျိုးတခုတော့ရှိတာပေါ့နော်အဝတ်စားတွေပုံစံတွေနေရာတွေတော့တူချင်းမှတူမယ်တော့သူနေရာတော့ကိစ္စမရှိဘူးအဓိကကျွန်တော်တို့အဲ့လိုပေါ့နော်တစုံနဲ့လမ်းခေါ်တယ်ကျွန်တော်တို့တစုံနဲ့တွေ့နေတယ်တစုံနဲ့တူလျှောက်လဲပြီးသွားနေတယ်တုံးမဟုတ်တယ်အဲ့တစုံတော့ကျွန်တော်တို့နောက်လိုက်နေတယ်တုံးမျိုးကြည့်နေတယ်အဲ့လိုမျိုးလေးကျွန်တော်အိမ်မက်ထဲမှာမြင်မဲ့ဆိုရှင်အဲ့လူကကျွန်တော်တို့ရဲ့ဖူးစာရှင်တို့ယူဆလို့ရပါတယ်အဲ့နေရာမှာမှအဲ့လိုမျိုးလိမတ်တာမဟုတ်ပဲနဲ့တခြားသောလူမပါဘူးဗျလူမပါဘူးအပင်တွေတောတောင်တွေရှုခင်းတွေအဲ့လိုပေါ့နော်အဲ့လိုမျိုးလေးတခြားသောအရာတွေလူမပါတဲ့အိမ်မက်မျိုးဆိုလို့ရှိရင်တော့ဒါမဟုတ်ဘူးလို့ဒါပြောလို့ရပါတယ်လူတော့ပါတယ်လူတွေကအများပြားပဲဗျာအများပြားပဲအဲ့တော့ကျွန်တော်တွေမြို့ကြီးတမျိုးစားလောက်ပါနေလူတွေကအများပြားပဲပါနေလဲမဟုတ်ပါဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကအိမ်မက်ကဘယ်လိုဟာကိုတီးပြရမလဲဆိုတော့
ကျွန်တော်ခုနပြောတဲ့ကျွန်တော်တူးတယောက်ထဲကိုပဲမြင်တွေ့တာမျိုးတူးတယောက်ဟိုကိုခေါ်တာမျိုးတူးတယောက်နဲ့ဆုံတွေ့နေတာမျိုးတူးတယောက်နဲ့ထိမိတာမျိုးအဲ့လိုမျိုးတွေပေါ့နော်ဒါဆိုကျွန်တော်တို့ရဲ့ဖူးစာရှင်တိတ်ဘွားဖူးစာရှင်တို့ယူဆလို့ရပါတယ်အဲ့လိုနည်းနဲ့ရှာလို့ရပါတယ်ဗျအဲ့လိုထိတွေ့ပြီးဆိုရင်ရှင်နေသူရဲ့မျက်နှာကိုပထမတစ်ချိန်မှာတိုက်ကွဲကိုမြင်ရပါတယ်ဒုတိယချိန်မှာကိုသူ့တွေ့လိုက်တာနဲ့ဘယ်သူဆိုတာကိုတန်တိသွားလောက်ပါတယ်တတိယချိန်မှာတော့အဲ့လူကကျွန်တော်တို့တွေ့လိုက်တာနဲ့တန်ပြောင်းနေဘယ်သူဆိုတာကိုတန်တိနေပါတယ်ဗျာနော်အဲ့တော့နာမည်ပါညာတော့ပြောင်းလဲမှုရှိနေပါတယ်ဗျအဲ့တော့တချို့တော့အဲ့လိုအိမ်မက်တွေကတချို့အိမ်မက်တွေကအတန်မပါတာများတယ်အတန်မပါဘူးဒီတိုင်းပဲရုပ်ကြီးပဲအတူတူသွားတာမျိုးသူကင်မိတာမျိုးကိုလမ်းခေါ်တာမျိုးလမ်းခေါ်တာဆိုတော့ခေါ်တဲ့အတန်တော့မကြောက်ဘူးပေါ့နော်အဲ့လိုမျိုးသူ့ချင်းလမ်းတော့သိရတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ရဲ့ဒီဘွားဖူးစာရှင်ကိုတိတ်ဘွားဖူးစာရှင်ကိုကဲရှာလို့ရပါတယ်ကဲတောင်းထားတဲ့မင်းဆွေညီငယ်များလည်းခုန်ဒီတိုင်းရှာကြည့်လို့ရပါတယ်အရန်လွယ်ပါတယ်အဲ့တော့ဘာမှလည်းခက်မရှိဘူးအဲ့တော့ကျွန်တော်တို့ရဲ့အိတ်ခါနီးလေးမှာကျွန်တော်တို့ရဲ့အိတ်ခါနီးလေးမှာခေါင်းလေးကိုခေါင်းရှိလေးကိုရှိမှချမယ်တေချာလေးတရားထိုင်တယ်လို့လေးတေချာထိုင်မယ်ဝင်တယ်ထွက်တယ်ကိုလေးဝင်တာထွက်တာကိုရှည်လေးတော့9ကြိမ်လောက်ဆွဲလိုက်မယ်ပြောမဆိုရင်ညီတူဖြစ်သွားအောင်လို့မဆွဲပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ညာတန်ညာဘဲတန်ဘဲပေါ့နော်အဲ့ဒါတို့ကျွန်တော်တို့လက်ညှိုးလေးနဲ့ခေါင်းလေးကို9တော့ကျေပုံစံမျိုးလေးကိုအဲ့တော့ကျွန်တော်တို့ဆွဲလိုက်မယ်ခေါင်းကိုထိလိုက်ပေါ့နော်ခေါင်းလေးကိုသားလေးထိပြီးတော့ပုံဆွဲတယ်လို့လေးဆွဲလိုက်ပေါ့ပုံဆွဲတယ်လို့လေးကျွန်တော်တို့ဆွဲလိုက်တာဒီမှာပုံတော့မထင်ဘူးဒါပေမဲ့မျက်စိထဲမှာတော့9တော့ကျေအစိမ်းရောင်လေးဆိုတာကိုတော့မြင်ရမှာဖြစ်ပါအဲ့လိုမျိုးစိတ်ခံစားပြီးတော့ဆွဲပြရမှာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးလေးဆွဲပြီးအဲ့လိုမျိုးဆွဲပြီးတော့အဲ့ပေါ်လေးမှာကျွန်တော်ခေါင်းတင်လို့ရပြီဆိုတာနဲ့9မိနစ်လောက်ပေါ့နော်9မိနစ်လောက်လက်ညှိုးရဲ့လက်ခလဲရဲ့ကိုအသားလေးထိပြီးတော့တင်ထားလိုက်ပါအဲ့လိုမျိုးကျွန်တော်တို့ရဲ့ဘေးတင်ရမယ်မျက်ခုံးနှစ်ခုကြောက်တင်ထားလိုက်ပါ9မိနစ်ပဲတင်ထားနော်9မိနစ်တင်ထားပြီးတော့အဲ့လိုမျိုးစူတောင်းပါဒီဘက်ဖူးစားခြင်းတိတ်ဘက်ဖူးစားခြင်းအိမ်မက်ထဲမှာပြပေးပါအိမ်မက်ထဲမှာပေါ်ပါစေစားပြီးအဲ့ဒါလေးကို9ခေါက်လောက်ဖြစ်ချင်တာလေးကိုပြောပြီးတော့အိတ်လိုက်လို့ရပါပြီအဲ့တော့အိပ်ပြီးတော့ဘာမှထမသွားတော့နဲ့ညကြလို့ရှိရင်တော့အိမ်မက်ပါလိမ့်မယ်ဗျအိမ်မက်လို့ရှိရင်ကျွန်တော်တို့တွေ့ပါပြီကဲဒါလေးကိုမင်းစင်မြလက်တွေ့စမ်းသက်လို့ရပါတယ်ဗျအဲ့တော့ဒီနေရာမှာထူးခြားချက်တစ်ခုတော့ရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ကောင်းလေးရှိတယ်ကျွန်တော်ကောင်းမလေးရှိတယ်သူကအဝေးကိုရောက်နေတယ်သူဘာလေးလုံနေတယ်ဘယ်နေမှာဘသူနဲ့တွေ့နေလဲဆိုတော့သိရှင်လဲသူ့ရဲ့ခုနပြောတဲ့ဆွဲပြီးတဲ့ကြဲပုံတွေမှာသူ့ရဲ့ဓပုံတင်ပြီးကျွန်တော်အဲ့သူ့ဓပုံမှာခေါင်းအောင်နဲ့အိတ်ပြီးတော့ကျွန်တော်တို့တွေခုနလိုပဲနှစ်ဖူးပေါ်မှာအခုနပြောလို့လက်ညှိုးနဲ့လက်ကလေးကိုပူလိုက်မယ်ပူပြီးတော့ကောက်တင်လိုက်မယ်တင်ပြီးတော့အောက်မှာကိုကောင်လေးကိုကောင်မလေးပေါ့မောင်ဖြူဘယ်ရောက်နေလဲဘယ်သူနဲ့တွေ့နေလဲအိမ်မက်ထဲမှာပြစီမန်နီဘယ်ရောက်နေလဲဘယ်သူနဲ့တွေ့နေလဲအိမ်မက်ထဲမှာပြစီဆိုအဲ့လိုမျိုးပြလိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကြည့်မယ်ဆိုလို့ရှိရင်လေသူ့လည်း9ရက်ပဲကြည့်ရတယ်အဲ့9ရက်တွင်းမှာကိုယ့်ရဲ့ကောင်းလေးကိုကောင်မလေးကသူဘာလုပ်နေလဲသူအလုပ်လုပ်နေနဲ့သူအလုပ်လုပ်နေတဲ့နေရာကိုပြတယ်ပင်မနေနဲ့သူပင်မနေတဲ့ချင်းတွေကိုပြတယ်ဝမ်းနေနေတာကိုပြတယ်ပျော်ရွှင်နေတဲ့ပုံစံမျိုးကိုယ့်စီမှာလာပြီးတော့အဲ့မက်ထဲမှာပြတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူကတခြားကောင်လေးနဲ့အဲ့လိုခြားကောင်မလေးနဲ့အဲ့လိုမျိုးတခြားနေရာကိုရှောက်သွားနေတယ်ကိုယ်တစ္ဆာဖောက်နေဆိုလို့ရှိရင်တစ္ဆာဖောက်တဲ့လူအချင်းတွေကိုလည်းလာပြပါတယ်ကဲဒါလေးကိုမင်းဆွေများကိုကျွန်တော်ကလာပြီးတော့အများပေးတာပါကဲဒါလို့ဆိုရင်အဲ့တော့ကျွန်တော်မင်းဆွေများအားလုံးပဲပေါ့နော်ကိုယ်တိုင်ကိုကြစက်တက်လောက်တက်ပြီးထင်ပါတယ်အဲ့တော့ဘာမှလည်းခက်ခဲမရှိဘူးဘာမှမရှိဘူးဒါကဘာသာရေးမဟုတ်ဘူးเนาะဒါဂမ်ဘီယာနေတစ်ခုဂမ်ဘီယာဆိုတာဘာသာရေးနဲ့မဆိုင်ဘူးခရစ်ယာန်ရောဟိန္ဒူရောအစ္စလာမ်ရောဗုဒ္ဓဘာသာကမိသူမဆိုခုနှစ်သားသမီးအကုန်လုံးလို့ရတဲ့အတွက်ကြောင့်မလို့အားလုံးနဲ့အကျုံးဝင်ပါတယ်ဗျဒါလေးကိုမြှောက်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လိုအပ်တာလေးမေးခဲ့လို့ရပါတယ်ဗျကျန်တဲ့တိုင်လည်း line square နေပြီးအားပေးကြပါအောင်ဗျာ